တကယ်ကိုအန်တော်စီယာကင်ကနန်းပဲရ ဟုတ်တယ်နော်ဒါကစိတ်ကူးရင်ဇလားမဟုတ်ဘူးလေ2026ခုနှစ်စင်ကာပူအိမ်ချမ်းမြေဈေးကွက်ရဲ့အမှန်တကယ်မျက်နှာစာပဲရှင် ထီချတာပေါ့ဈေးကွက်ထဲမှာအတိုးနှုံးတွေကကြာဆင်းလာနေတယ်ဆိုပေမဲ့တစ်ဖက်မှာအစိုးရတဲ့အခွန်အခက်တတိုင်းကြီးတွေကအရန်ကိုမြင့်နေတော့မယ် ဆိုတော့လေဒီနေ့အသေးစိတ်လေ့လာဆွေးနွေးမယ့်အစီအစဉ်မှာဒီလိုရှုပ်ထွေးလုံးနဲ့အပြောင်းလဲမြန်လုံးနဲ့စင်ကာပူအိမ်ချမ်းမြေဈေးကွက်ကြီးတဲ့ကသူတည်တဲ့အချက်လက်တွေကိုကျမတို့တေချာစစ်ထုတ်တော့မယ် ဟုတ်တယ်ကင်ကနန်းဒီရဲ့နောက်ွက်ကတကယ်ရန်တရားတွေဘလို့အလုတ်လုံနေလဲဆိုတာကိုဆွေးနွေးသွားကြမှာပါ ဟိုလီဒီချက်လက်တွေကအပေါ်ရန်ကျရင်တော်တော်လေးလန့်စရာကောင်းနေတယ်မလား ဟုတ်တယ်မြဒါပေမဲ့ပိုချေပြက်နဲ့မက်ခရိုစီးပွားရေးအခြေအနေကိုကြည့်လိုက်ရင်အကြောင်းပြချက်ခိုင်ခိုင်မာမာရှိနေပါတယ် ဥပမာဘယ်လိုမျိုးလဲရှင် 2016ခုနှစ်စီးပွားရေးကအတင်းတင်တည်ငြိမ်မှုရှိနေပါတယ်ဒါမဲ့တတိထားမဲ့ချက်ကအစိုးရမြေရောင်းချမှုအစီအစဉ်ကနေဈေးကွက်ထဲကိုအင်ယာအသစ်ထောက်ပံ့မှုတွေတိတိတသားရော့ကျလာနေတာပါပဲ ဈေးကွက်ထဲမှာအိမ်တစ်တဲသိမထွက်တော့ဘူးပေါ့ မှန်ပါပဲတစ်ချိန်တည်းမှာပဲအလို့အကိုင်ဈေးကွက်မှာလည်းနီးပညာပြောင်းလဲတွေကြောင့်မတည်ငြိမ်မှုတွေရှိနေတယ်လေ ဟုတ်ကဲ့ ဒါကြောင့်အိမ်ချမ်းမြေဝယ်ယူမဲ့သူတွေအတွက်တမယုတ်ကျတွက်ချက်မှုတွေကအလို့မဖြစ်တော့ပဲကိုယ်ပိုင်ရမန်းချက်နဲ့အချိန်ကာလကိုတေချာချိန်ထိုးဖို့လိုအပ်လာတာပေါ့ဗျာ ဆိုတော့လေကျမတို့ဈေးကွက်တော့ကိုမဝင်ခင်ပထမဆုံးရင်ဆိုင်ရမယ့်လမ်းဆုံးလမ်းကွာကအင်ရအမျိုးအစားရွေးချယ်မှုပဲဖြစ်မယ်ထင်တယ် ဟုတ်တာပေါ့အစိုးရအင်ယာ HDB ရေမှာဆိုရင် BTO လို့ခေါ်တဲ့အသစ်ဆောင်မဲ့အင်ယာတွေနဲ့ resale လို့ခေါ်တဲ့တပိတ်အင်ယာတွေကြားကကွာဟချက်ပေါ့ အများစုကတော့လေဈေးသက်သာတဲ့ BTO ကိုပဲရွေးချယ်ချင်ကြမှာမယ်နော်ဒါပေမဲ့စောင့်ရမယ့်အချိန်က3နှစ်ကနေ5နှစ်အထိရှိနေတယ် အဲ့ဒီလောက်ကြီးဆောင်ရတာဗျာ အဲ့ဒီအချိန်ဆိုတော့ရင်းနှီးကတော်တော်လေးကြီးမားမနေဘူးလား အဲ့ဒီအချိန်ဆိုရဲရင်းနှီးရပဲဗီဒီယိုစစ်နေရဲ့အဓိကအထိန်းချုပ်မှုရန်တွေကတစ်ခုဖြစ်နေတာပါခင်ဗျာဈေးနှုန်းရကြီးရင်ဗီဒီယိုကအစိုးရရဲ့ကြီးမားတဲ့ထောက်ပံ့ကြေးပါဝင်တဲ့အတွက်တော်တော်လေးတက်တာပါလေ ဒါပေမဲ့စီကန်းချက်တွေကတင်းကျပ်တယ်မလား အရန်တင်းကျပ်တာပါမိသားစုတစ်လဝင်ခွဲဒေါ်လာ30နဲ့ထောင်မဲ့ကြော်ရဘူးဆိုတဲ့ကန့်သက်ချက်ရှိတယ်ပြီးတော့အိမ်ရပြီးရင်လည်းအ ਨੇ ဆုံးနေထိုင်ရမယ့်ကာလ9နှစ်ပြည့်အောင်နေရပါသေးတယ် ဟုတ်လေ MOP လို့ခေါ်ခဲ့အနည်းဆုံး9နှစ်နေရမယ်စီကန်းပေါ့ဘာကြောင့်ဒီလိုလုပ်ထားရတာလဲရှင် အစိုးရကလည်းအိမ်ရတွေကိုဈေးကစားမဲ့တူတွေလက်ထက်မရောက်စေချင်လို့ပါတကယ်အမှန်တကယ်နေထိုင်မဲ့အခြေခံလူတန်းစားနဲ့လူလက်တန်းစားတွေစီကိုပဲတန်းရရောက်စေချင်လို့လုပ်ထားတာဗျာ နားဝဲပြီဒါဆိုရင်ဒီလိုစောက်ဆိုင်ရတဲ့နှစ်တွေကိုဒီခါနိုင်မယ်ဆိုရင်အချိုးမြတ်ရှိတာပေါ့ သိချတာပေါ့9နှစ် MOP ပြီးသွားတဲ့အချိန်မှာအစိုးရထောက်ပံ့ဈေးနဲ့ဝယ်ထားတဲ့အိမ်ကိုဈေးကွက်ပေါက်ဈေးနဲ့ပြန်ရောင်းခွင့်ရသွားပြီလေအဲ့ဒီတော့တည်တာတဲ့အမြတ်အဆုံးတစ်ခုကိုရရှိနိုင်ပါတယ် ဒါပေမဲ့လက်တွေမှာချက်ချင်းနေစရာလိုအပ်နေတဲ့မိသားစုတွေရှိတယ်လေဒါမှမဟုတ်ဝင်ငွေကန့်ပတ်ချက်ကြော်လွန်နေတဲ့သူတွေအတွက်ကျတော့ BTO ကအပြေမဟုတ်တော့ဘူးပေါ့ ဟုတ်ပါတယ်သူတို့က resale လို့ခေါ်တဲ့တပတ်ရက်ဈေးကွက်ကိုတွားရတော့မှာပဲ လေ resort က၄လလောက်အတွင်းမှာအလုတ်ကိုင်းအပိတက်ပြီးချက်ချင်းဝင်နေလို့ရလေ မှန်ပါတယ်မြန်မြန်ဆန်းဆန်းအိမ်ရတာပေါ့ ဒါပေမဲ့သူကဈေးကွက်ပေါ်ဆေးချစ်နေတော့ကိုလိုဆေးတွေတင်သူပါလိုက်တက်နေတတ်တယ်နော်ဒီတော့ငွေကြီးဝင်ထုတ်ဝင်ဖို့အများများမသွားဘူးလား ဈေးကွက်ပေါက်ဈေးအတန်းဝယ်ရတာဖြစ်တွေ့လေဒါပေမဲ့အစိုးရက resale ဝယ်သူတွေကိုလစ်လူရှုထားတာတော့မဟုတ်ပါဘူး ဘလို့ထောက်ပံ့မှုမျိုးတွေရှိလို့လဲရှင် ဒီနေရာမှာအစိုးရရဲ့လူမှုရေးရည်ရွေးချက်ကိုတွေ့နိုင်ပါတယ်ဥမာ EXG လို့ထောက်ပံ့ကြီးမျိုးလीပြီးတော့ Family Grant ဆိုရင်ဒေါ်လာ80ထောင်အထိပေးထားပါတယ် ဟဲ့တော်တော်များတာပဲ ဟုတ်တယ်ဗျာပိုပြီးစိတ်ဝင်စားစရာကောက်တာက Proximity Housing Grant ပါ အဲ့ဒါကဘယ်လိုမျိုးလဲ မိဘဆွေမျိုးတွေနေထိုင်တဲ့နေရာနဲ့4ကီလိုမီတာအတွင်းမှာအိမ်ဝယ်မယ်ဆိုရင်လေအစိုးရကဒေါ်လာ30ထောင်အထိအပိုထောက်ပံ့ပေးပါတယ် ဒါဆိုရင်ငွေကြေးတက်ထောက်ပံ့တာမဟုတ်ဘဲနဲ့မိသားစုတွေအတူတူနီးနီးကက်နေနိုင်အောင်လုပ်ပေးတာပေါ့ အတိအကျပဲခင်ဗျာတက်ကြီးရွယ်အိုမိဘတွေကိုသားသမီးတွေကအနီးကပ်ပြုစုဆောင်ရှောက်နိုင်အောင်မိသားစုနောက်ကျိုးတွေခိုင်မာအောင်အိမ်ချမ်းမြေမူဝါဒကနေတဆင့်ပုံပေါ်ထားတဲ့ရန်တရားတစ်ခုဖြစ်ပါတယ် ကဲဒါကိုတီချာလေးရှင်းကြည့်အောင်နော်အင်ရအမျိုးအစားရွေးပြီးတော့ရင်နောက်ထပ်အရေးကြီးတဲ့ရွေးချယ်မှုကမြေပိုင်ဆိုင်မှုစနစ်ပဲ ဟုတ်တယ် freehold အပိုင်စနစ်နဲ့ leasehold niche grant စနစ်ပေါ့ ဈေးကွက်အချက်လက်တွေအရ freehold က leasehold ထက်25%ကနေ35%အထိပိုဈေးကြီးတယ်လို့သိရတယ် ဟုတ်တယ်ဗျာတူတူလေးကွာတယ် ဒါကိုလေးနားလည်လွယ်အောင်ဥပမာတစ်ခုနဲ့ကျမတို့ကြည့်အောင် leasehold ဆိုတာတိချန်တစ်ချန်ကိုအနှစ်69နှစ်စာချုပ်နဲ့ငွားလိုက်တာနဲ့တူတယ် အစပိုင်းမှာအရင်အနည်းတက်တာနဲ့တီးနှံတွေကိုခူးဆွတ်ရောင်းချပြီးအမျက်ထုတ်လို့ရတာပေါ့ ဟုတ်တယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျက်ကိုပိုင်တဲ့အချိန်တက်ကြံနဲလာတော့ချန်ရဲ့တန်ဖိုးကကျသွားတယ် မှန်ပါတယ် freehold ကတော့အဲ့ဒီတိချန်မြေကြီးကိုပါတစ်သက်လုံးအပိုင်ဝယ်လိုက်တာပဲမျိုးဆက်တွေအဆက်ဆက်အတွက်တော့စိတ်ချရတယ်လေ ဟုတ်ကဲ့ ဒါပေမဲ့ရင်းနှီးမြှုပ်နှံသူတွေကအနေနဲ့စဉ်းစားရင်ပိတ်ဆံပိုပေးရတဲ့ freehold ကအမြဲတမ်းပိုကောင်းတဲ့ရွေးချယ်မှုလို့မယူလို့အရနိုင်ပါလားရှင် ဟုတ်လေဒါကိုပိုချေပြက်နဲ့ချီနေနဲ့ချိတ်ဆက်ကြည့်မယ်ဆိုရင်အဲ့ဒီဥမာကတော်တော်လေးရှင်းလင်းပါတယ်ဒါပေမဲ့ရင်းနှီးမြှုပ်နှံမှုရှုထောင့်နဲ့ကြည့်ရင် freehold တစ်တိုင်းပိုကောင်းတယ်ဆိုတဲ့ယူဆကလုံးဝအမှားပါပဲ တကယ်လားဘာဖြစ်လို့လဲ အိမ်ချမ်းမြေမှာအရေးကြီးဆုံးကနေရာဒေသဖြစ်နေလို့ပါခင်ဗျာ
freehold ဖြစ်နေပေမဲ့မြို့ဆိုမှာရှိနေတဲ့အဆောက်အုံတစ်ခုပါမြို့လေကောင်ဒါမှမဟုတ် MRT ပူတာယုံနားမှာရှိနေတဲ့ grade A ဆင့် leasehold အဆောက်အုံကိုဘယ်လို့မှမရှိနိုင်ပါဘူး ဟန်ဂိုင်းရန်ခတ်ရရှိနိုင်မှုအပိုင်းမှာပြောတာလား ဟုတ်တယ်ဗျာယင်းနှမြို့နယ်မှာအမြတ်အဆုံးကိုခေါ်တဲ့ random yield အရာပေါ့ဘာကြောင့်လဲဆိုတော့အငားစစ်ခွက်မှာလာငားမဲ့သူတွေဟာဒီအိမ်ကအပိုင်လားကေရန်လားဆိုတာကိုစိတ်ဝင်စားပါဘူး ဟုတ်တာပေါ့သူတို့အလုပ်သွားဖို့ဘလောက်နီးလဲဘလောက်အဆင်ပြေလဲဆိုတော့ကိုပဲကြည့်ပါလေနော် အတိအကျပဲခင်ဗျဒါကြောင့်အစားပိုင်းဝယ်ရတဲ့အရင်နီးနေပါတဲ့ leasehold ကအငှားချတဲ့အခါမှာပိုပြီးမြင့်မာတဲ့အမြတ်ရခိုင်နှုန်းကိုပြန်ပေးစွမ်းနိုင်တာဖြစ်ပါတယ် စိတ်ဝင်စားစရာပဲ ဒါပေမဲ့သတိထားရမယ့်ရန်တရားတစ်ခုကတော့ leasehold တွေဟာတက်တန်း22နှစ်ကျော်သွားရင်ဘန်တွေကချင်းငွေထုတ်ပေးဖို့စတင်ကန့်တလာတတ်တယ် ဟုတ်လား40နဲ့ကြော်သွားရင်ရောဘယ်လိုဖြစ်မလဲ 40နဲ့ကျော်သွားတော့ဈေးကွက်တန်ဖိုးကအရင်အမြန်ကိုထိုးချသွားတတ်တယ်ဗျအဲ့ဒါကိုတော့သတိထားရမယ် ဆိုတော့ BTO နဲ့ resell ပြီးတော့ freehold နဲ့ leasehold ကြောင့်နေကြတော့အခြေခံအုံးတွေကတကြိုလေးရှင်းသွားပြီ ဟုတ်ကဲ့ ဒါပေမဲ့လေဒီနေရာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာတဲ့အပိုင်းမှာအစပိုင်းမှာကျွန်မပြောခဲ့တဲ့ဒေါ်လာ2တန်းတန်အင်အတွက်အခွန်1.3တန်ပေးရတဲ့ကိစ္စလေ ရောက်လာပြီရေးကြည့်ဆုံးအပိုင်း ဟုတ်တယ်အဲ့ဒါက2026ခုနှစ်ရဲ့ ABSD လို့ခေါ်တဲ့ထပ်ဆောင်ဝယ်ယူသူတန်ဆဲခေါင်းခွန်စနစ်ပဲစင်ကာပူနိုင်ငံသားတွေအတွက်ပထမဆုံးအိမ်ဝယ်ရင်အခွန်လွတ်ပေးမယ်ဒုတိယအိမ်ဆိုတာနဲ့20%ပေးရတယ် မှန်ပါ PR ဆိုရင်ပထမဆုံးအိမ်မှာတင်9%ပေးရပြီးဒုတိယအိမ်ဆို30%ပေးရတယ် အစိုးဆုံးကလေနိုင်ငံသားတွေအတွက်60%ဆိုရင်နှုံးထားပဲဘာကြောင့်အစိုးရကဒီလောက်ထိကြောက်ခမန်းလိလိအခွန်လေးကောက်နေရတာလဲနိုင်ငံသားတယောက်ကဒေါ်လာ2တန်းတန်ကွန်ဒိုဝယ်ရင်အခွန်ကြီးပဲ60%ပေးရမယ်ဆိုတာတကယ်ကိုမယုံနိုင်စရာပဲနော် ABSD က club တစ်ခုကိုဝင်ဖို့အရန်ဈေးကြီးတဲ့ဝင်ကြီးတောင်းနေတယ်လို့ဖြစ်မနေဘူးလားဒီလိုနှုံးထားတဲ့ဘသူကလာဝယ်တော့မှလဲ ဒီမှာစိတ်ဝင်စားစရာအကောင်ဆုံးကအဲ့ဒီအခွန်စနစ်ကအစိုးရမှာရည်ရွယ်ချက်ရှိရှိထိန်းချုပ်ထားတဲ့စနစ်ဖြစ်နေတာပါပဲ အစိုးရကအိမ်ချမ်းမြေကနေအခွန်ငွေတွေအမြောက်များရှာခြင်းလို့များလား မဟုတ်ဘူးဗျဒီ60%ဆိုတဲ့နောက်ကွယ်ကနိုင်ငံတကာကဝင်လာမယ့်ငွေမွေးတွေအလွဲတကူဝင်ထွက်ပြီးစေးကစားမယ့်ငွေချေးတွေကြောင့်ပြည်တွင်းကနိုင်ငံသားတွေအိမ်ရမဝယ်နိုင်လောက်အောင်ဈေးတွေထိုးတက်တော့မယ့်အန်ဒီကိုကာကွယ်ဖို့ပါ အမှန်တကယ်နေထိုင်မဲ့သူတွေကိုဦးစားပေးတာပေါ့ ဟုတ်ပါတယ်အရင်တော့ကဆိုရင်အိမ်တစ်လုံးဝယ်6လနေရင်ပြန်ရောင်းပြီးအမျက်ထုတ်တဲ့အလေးထားတွေရှိခဲ့ပါတယ်အခုဒီ ABSD တန်တန်းကြီးကြောင့်အဲ့ဒီကာလတူအမျက်ထုတ်တဲ့ကစားပွဲကလုံးဝပြီးဆုံးသွားပါပြီ 60%အခွန်ပေးလိုက်ရပြီဆိုကြတဲ့ကအဲ့ဒီအိမ်ကိုအနည်းဆုံး10နှစ်စမနဲ့မကြိုက်ထားရင်အရှုံးပေါ်မှာတေးကြတယ်လေ တေးကြတာပေါ့ဗျဒါကြောင့်စင်ကာပူ HMA ဟာကာလတူရင်းနှီးမြှုပ်နှံမှုအစတနအုပ်စာကိုမျိုးဆက်တစ်ခုစာထိန်းသိမ်းထားနိုင်မဲ့လုံခြုံတဲ့ data ကြီးတစ်ခုအဖြစ်ကိုပြောင်းလဲတော့တာဖြစ်ပါတယ် ဒါဆိုရင်ရင်းနှီးမြှုပ်နှံသူတွေအတွက်ဒီအခွန်တန်တန်းကြီးကိုရှောင်လွှဲလို့ရမယ်တရားဝင်လမ်းကြောင်းတွေရောမရှိတော့ဘူးလား ဘယ်လိုလမ်းကြောင်းမျိုးကိုဆိုလိုတာလဲခင်ဗျ ဥပမာလေအရင်ကနာမည်ကြီးခဲ့တဲ့လင်မယားနှစ်ယောက်ပူးတွဲပိုင်ဆိုင်ထားတဲ့အိမ်ကိုတယောက်နာမည်ဖဲထုပြီးနောက်တစ်ယောက်ကအိမ်တစ်ထပ်ဝယ်တဲ့ decoupling နီလန်းမျိုးတွေတော့သုံးလို့မရတော့ဘူးလား အဲ့ဒီ decoupling လို့နီးပြူဟာတွေကအရင်ကအလုပ်ဖြစ်ခဲ့ပြီးမဲ့အခု2016မှာတော့တိတ်မလွယ်တော့ပါဘူး ကုန်းကျစိတ်တိများတော့လားရှင် ဟုတ်တယ်ဗျာတယောက်နာမည်ကိုဖယ်ထုတ်ဖို့အတွက်ရှင်းနေခါဒီပုံမှန်ဝယ်ယူသူတန်းစိတ်ခေါင်းခုံဒီထပ်ပေးရတဲ့ကုန်ကြစည်ကအရန်ကြီးမားသွားပါပြီပြီးတော့အခွန်ရုံးကလည်းဒါဟာအခွန်ရှောင်းဖို့တတ်တရွရွပြီးလုပ်တာလားဆိုလာကိုအရန်စောင့်ကြည့်စစ်ဆေးလာပါတယ် ဒါပေမဲ့တကယ်အမှန်တကယ်လိုအပ်ချက်ရှိသူတွေတော်တော်ကင်းလွတ်ခွင့်လမ်းကြောင်းတွေရှိသေးတယ်မလား ရှိမှသေးတယ်အထင်ရှားဆုံးကစင်ကာပူနိုင်ငံသားနဲ့နိုင်ငံခြားသားအိမ်ထောင်ပတ်တွေ